ကျွန်တော်တို့ရဲ့စိတ်ဟာနာကျင်မှုစိုးရိမ်ပူပန်မှုဒါမှမဟုတ်စိတ်ပြတ်အားလျော့မှုတွေနဲ့ကြုံတွေ့ရတဲ့အခါပထမဆုံးဖြစ်ပေါ်လာတဲ့သဘာဝတုံ့ပြန်မှုကတော့ထိုအရာတွေကနေထွက်ပြေးဖို့ကြိုးစားတာပဲဖြစ်ပါတယ်ကျွန်တော်တို့ဟာဖျော်ဖြေရေးတွေရှာဖွေကြတယ်အာယုံပြောင်းမှုကြိုးစားကြတယ်ဒါမှမဟုတ်မကောင်းတဲ့အရာတွေကိုတွေးမိအောင်အတင်းအကျပ်လှုပ်တက်ကြပါတယ်ဒါပေမဲ့ဒီလိုထွက်ပြေးခြင်းကဘာကြောင့်စစ်မှန်တဲ့စိတ်သက်သာရမှုကိုမပေးနိုင်တာလဲဆိုတာကိုသင်တို့စဉ်းစားဘူးပါသလားကြော်ကြားလာတဲ့တရားပြဆရာတော်လူအန်ဘောပရမူကဆင်းရဲဒုက္ခကနေထွက်ပြေးလို့မရနိုင်ဘူးဆိုတဲ့အရေးကြီးတဲ့အမှန်တရားကိုသတိပေးထားပါတယ်ဒုက္ခဆိုတာဒီလောကရဲ့မရှိမဖြစ်လိုအပ်တဲ့သဘာဝတရားတစ်ခုပဲဖြစ်ပါတယ်ဒီလောကထဲမှာနေထိုင်ပြီးဆင်းရဲဒုက္ခနဲ့ဘယ်တော့မှမကြုံတွေ့ရဘူးကြိုးစားခြင်းဟာမိုးရွာတဲ့လမ်းလျှောက်ပြီးရေမဆူအောင်ကြိုးစားနေတယ်လို့ပါပဲအချက်အကျိုးမရှိတဲ့ထွက်ပြေးခြင်းကိုရပ်တန့်ပါဆရာတော်ကမိန့်ကြားသည်မှာစိတ်မှာဒုက္ခရောက်တဲ့အခါစိတ်ကဒုက္ခကနေထွက်ပြေးခြင်းနဲ့ဒါပေမဲ့ထွက်ပြေးလို့မရဘူးဟူ၍ဖြစ်ပါတယ်ကျွန်တော်တို့ဟာစိတ်စီးမှုဒါမှမဟုတ်ထိတ်လန့်မှုတွေကနေပုန်းကွယ်ဖို့ကြိုးစားတိုင်းမိမိတို့ရဲ့နာကျင်မှုကိုနှစ်ဆဖြစ်စေပါတယ်ထွက်ပြေးဖို့ကြိုးစားတဲ့ဖြစ်စဉ်ကိုယ်တိုင်ကစိတ်ဆွမ်းအင်တွေကိုအမြောက်အများကုံဆုံးစေပါတယ်ကျွန်တော်တို့ဟာကြောက်ရွံ့မှုကိုပြန်ကြောက်လာကြပြီးပူပန်မှုကိုထပ်ဆင့်ပူပန်လာကြပါတယ်ဗုဒ္ဓရဲ့တရားဓမ္မကတော့ပြောင်းပြန်တင်ကြားပေးပါတယ်ထွက်ပြေးမဲ့အစာရက်တန့်ပြီးမိမိရဲ့ပြဿနာကိုရင်ဆိုင်လိုက်ပါအခက်ခဲဆိုတာဘဝရဲ့သဘာဝပဲဆိုတာကိုလက်ခံလိုက်ပါလက်ရှိအမှန်တရားကိုရုန်းကန်တွန်းလှန်ဖို့စွမ်းအင်တွေမဖြုံးတီးတော့တဲ့အခါသင်တို့ရဲ့စိတ်ထဲမှာအေးချမ်းမှုအတွက်နေရာလွတ်တစ်ခုအလိုလျောက်ဖြစ်ပေါ်လာပါလိမ့်မယ်အချက်နဲ့မိမိစိတ်ရဲ့မမျှတမှုကိုအမိဖမ်းပါဆရာတော်ရဲ့ဒုတိယမြောက်လေးနဲ့တဲ့လျှို့ဝှက်ချက်ကတော့စိတ်ရဲ့တုံ့ပြန်မှုကိုစောင့်ကြည့်ဖို့ပဲဖြစ်ပါတယ်ကျွန်တော်တို့ရဲ့စိတ်ဟာဘယ်တော့မှအလယ်လက်သဘောမှရှိမနေပါဘူးလူအန်ဘောပရမူကအခုလိုထောက်ပြထားပါတယ်ငါတို့ရဲ့စိတ်ကအလယ်လက်မဖြစ်ဘူးဒုက္ခကိုမြင်တဲ့အခါငါတို့ကမကြိုက်ဘူးမြန်ဆန်ဆန်လွတ်မြောက်ချင်ကြတယ်ဒီလိုဆန္ဒကြောင့်စိတ်ကညှိုးငယ်ပြီးစိတ်တက်ကြလာရတယ်ဒီသဘောတရားလေးကိုသေချာသတိထားကြည့်ပါဆင်းရဲဒုက္ခကကျွန်တော်တို့ကိုတစ်ချိန်ပဲနာကျင်စေတာဖြစ်ပေမဲ့ထိုအရာကိုလက်မခံခြင်းနဲ့စိတ်ဒေါသထွက်တဲ့စိတ်နဲ့မကျေနပ်တဲ့စိတ်တွေကဘာလို့ငါကြမှာဒီလိုဖြစ်ရတာလဲဒါတွေမြန်ပြီးသွားရင်ကောင်းမှာပဲဆိုတဲ့စိတ်တွေကကျွန်တော်တို့ကိုအကျဉ်းပေါင်းထောင်ချီပြီးထက်ခါတလဲနာကျင်စေပါတယ်ဒီလိုစိတ်ထဲမှာတိုက်ပွဲဝင်နေခြင်းကပဲစိတ်ကိုမှောင်မိုက်ပြီးလေးလံစေတာဖြစ်ပါတယ်သတိပဋ္ဌာန်ကျင့်စဉ်ဆိုတာအခြားမဟုတ်ပါဘူးအခုလောလောဆယ်ငါစိတ်ကအလယ်လက်မဖြစ်တော့ပဲဒေါသထွက်ပြီးအမှန်တရားကိုလက်မခံပဲညှဉ်းဆန်နေပါလားဆိုတာကိုအချိန်မီသတိပြုမိခြင်းပဲဖြစ်ပါတယ်မိမိစိတ်ကိုမိမိပြန်လဲသိရှိလိုက်ရုံများနဲ့တင်စိတ်ထဲကမုန်တိုင်းတွေငြိမ်သက်သွားတတ်ပါတယ်အချက် 3စိတ်ကိုအတင်းအကျပ်ငြိမ်သက်အောင်မလုပ်ပါနဲ့လူအတော်များများဟာမိမိတို့ရဲ့စိတ်ခံစားချက်တွေကိုအတင်းအကျပ်ဖိနှိပ်ဖို့ဒါမှမဟုတ်စိတ်ကိုအတင်းငြိမ်အောင်လုပ်ဖို့ဆိုတဲ့အမှားကြီးကိုလုံးမိတတ်ကြပါတယ်ဒါပေမဲ့ဆရာတော်ကအခုလိုတတိပေးထားပါတယ်ဒုက္ခမရောက်အောင်အတင်းကြိုးစားနေတဲ့စိတ်ကိုအတင်းငြိမ်အောင်လုပ်နေတဲ့စိတ်ကိုအချိန်မီတတိပြုမိအောင်လုပ်ပါထို့အခြေအနေကိုတရက်ဆက်သတိပြုသိရှိနေပေးပါဒါဆိုရင်ပိုကောင်းလာပြီးဒုက္ခတွေလည်းအများကြီးလျော့နည်းသွားပါလိမ့်မယ်စစ်မှန်တဲ့ငြိမ်းချမ်းမှုဆိုတာဘဝမှာမုန်းတိုင်းမရှိတာကိုပြောတာမဟုတ်ပါဘူးစစ်မှန်တဲ့ငြိမ်းချမ်းမှုဆိုတာ
ပတ်ဝန်းကျင်မှာမုန်တိုင်းတွေတိုက်ခတ်နေပေမဲ့သင်ကထိုမုန်တိုင်းနဲ့တွားရောက်မတိုက်ခိုက်တာကိုဆိုလိုတာဖြစ်ပါတယ်။သင်ဟာမိမိရဲ့အတွေးတွေကြောက်ရွံ့မှုတွေနဲ့စိတ်စီးမှုတွေကိုဘေးလူတစ်ယောက်လိုမျိုးတသက်စောင့်ကြည့်နေုံပါပဲမိမိကိုယ်ကိုအပြည့်အဝစုံလင်နေဖို့ဒါမှမဟုတ်အတင်းအကျပ်တည်ငြိမ်နေဖို့မလိုအပ်ပါဘူး။လက်ရှိမိမိဘာခံစားနေရလဲဆိုတာကိုသိနေပေးုံပါပဲ။မိကုံးချူပမိတ်ဆွေတို့သတိရပါဒုက္ခဆိုတာလောကရဲ့သဘာဝဖြစ်ပေမဲ့ထိုအရာအပေါ်ဘလို့တုံ့ပြန်မလဲဆိုတာကတော့သင်တို့ရဲ့ကိုယ်ပိုင်ရွေးချယ်မှုသာဖြစ်ပါတယ်။သင်တို့အနေနဲ့ထွက်ပြေးခြင်းကိုရပ်တန့်ပြီးမိမိစိတ်ထဲကမကျေနပ်မှုတွေကိုသတိပြုမိလာကအရာအလုံးကိုထိန်းချုပ်ခြင်းတဲ့စိတ်တွေကိုစွန့်လွတ်လိုက်မယ်ဆိုရင်သင်တို့ရဲ့စိတ်ဟာတဖြည်းဖြည်းနဲ့သူ့ရဲ့မူလသဘာဝအတိုင်းကြည်လင်တန့်ရှင်းပြီးမလုံးမရှက်တည်ငြိမ်တဲ့အခြေအနေကိုပြန်လည်ရောက်ရှိသွားမှာဖြစ်ပါတယ်။လူအန်ပေါ်ပရမိုးရဲ့တရားစကားတွေထဲကဘယ်အချက်ကသင်တို့စိတ်ကိုအထီးမိဆုံးဖြစ်စေပါသလဲကွန်မန့်မှာမျှဝေပေးခဲ့ကြပါဦးသင်တို့အားလုံးစိတ်အေးချမ်းသာခြင်းနှင့်တည်ငြိမ်အေးချမ်းမှုကိုရရှိကြပါစေ။